ခရစ်တော်လို့အဓိပ္ပာယ်ရတဲ့ Christ နဲ့ပြန်လည်ပေါင်းစည်းခြင်းလို့ခေါ်တဲ့ Mass တို့ပေါင်းပြီးခေါ်ဝေါ်တဲ့ Christmas ပွဲတော်ရောက်ရှိလို့လာပါပြီ။ချစ်ချင်းမေတ္တာတွေနဲ့ပျော်ရွှင်ဖွယ်ရာ Christmas ကာလရောက်ရှိလာပေမဲ့မြန်မာပြည်ရဲ့နေရာဒေသတချို့မှာတော့စစ်ပွဲတွေကြောင့်ဒေသခံပြည်သူတွေပျော်ရွှင်မှုနဲ့ဝေးကွာနေကြရတာပါ။ Christmas မှာနှစ်သစ်အတွက်မျှော်လင့်ဆုတောင်းခြင်းနဲ့အတူလာမယ့်နှစ်သစ်ဟာငြိမ်းချမ်းတဲ့နှစ်ဖြစ်ဖို့ဆုတောင်းရင်းနှစ်သစ်ကိုကြိုဆိုကြတာနဲ့ပတ်သက်လို့ဒီတစ်ပတ်မြန်မာတခွင်အစီအစဉ်ကနေ VOA သတင်းထောက်မမြင့်မြင့်ခိုင်ကတင်ပြထားပါတယ်။ခရစ်တော်ဖွားမြင်ခြင်းကိုပြန်လည်အောက်မေ့တဲ့အနေနဲ့ကျင်းပတဲ့ခရစ်စမတ်ပွဲတော်ဟာဒီဇင်ဘာနဲ့အတူရောက်ရှိလိုလာပါပြီ။အခုဆိုရင်ခရစ်တော်ဖွားမြင်တာ2016ခုနှစ်ရှိပြီဖြစ်ပြီးကမ္ဘာနဲ့အဝန်းကခရစ်ယာန်ဘာသာဝင်တွေဒါမကအခြားသူတွေပါခရစ်စမတ်ပွဲတော်ကိုပါဝင်ဆင်နွှဲလာကြတာပါ။ခရစ်စမတ်ဆိုတာခရစ်တော်ရဲ့မွေးနေ့ပွဲကိုဆင်နွှဲရုံတသက်မဟုတ်ပဲမိသားစုတွေတငယ်ချင်းတွေပြန်လည်ဆုံစည်းကြလက်ဆောင်တွေအပြန်အလှန်လဲလေကြပျော်ပွဲရှင်ပွဲတွေလည်းကျင်းပကြတာမို့ချစ်ချင်းမြတ်တာတွေထုံမောတဲ့ကာလလို့ဆိုနိုင်ပါတယ်။နှစ်ဟောင်းကုန်ချိန်ခရစ်စမတ်ကာလရောက်ပြီဆိုတာနဲ့လူသားတွေဟာနှစ်သက်မှာကောင်းခြင်းတွေဖြစ်ပေါ်လာဖို့မျှော်လင့်ဆုတောင်းကြတာလဲသမတာပါ။ခရစ်စမတ်ကာလဟာနှစ်တစ်နှစ်ရဲ့ပျော်ရွှင်စရာအကောင်းဆုံးကာလဖြစ်ပေမဲ့လို့မြန်မာပြည်ရဲ့နေရာတော်တော်များများကပြည်သူတွေအနေနဲ့ကတော့ပြည်ရင်းစစ်ကြောင်ပျော်ရွှင်မှုနဲ့ကင်းဝေးနေကြရသေးပါ2016ခုနှစ်အတော်အတွင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာတိုက်ပွဲတွေဇက်တိုက်ဆိုသလိုဖြစ်ပွားနေတာကြောင့်နေရဆွန့်ခွာထွက်ပြေးနေကြတဲ့ဒေသခံပြည်သူတွေဟာစောင်းရာသီရဲ့အေးဒဏ်ကိုအန်တုရင်ပျော်ရွှင်စရာကောင်းတဲ့ခရစ်စမတ်ရဲ့အရာသာကိုမခံစားနိုင်ကြရှာပါဘူး။ကာဒီနယ်ချားစ်မိုကတော့လာမယ့်နှစ်သစ်ဟာငြိမ်းချမ်းတဲ့နှစ်ဖြစ်ပါစေလို့အခုလိုဆုတောင်းပေးလိုက်ပါတယ်။မြန်မာပြည်ကစစ်ပွဲများအားလုံးရပ်စဲကြပါချိုးချံဝါဆောင်၍စတောင်းခြင်းအမှုပြုခြင်းအဖြစ်2019ခုနှစ်ကိုငြိမ်းချမ်းရေးနှစ်ဖြစ်ပါစေမြန်မာပြည်မှာချစ်ခင်လာသောညီကိုမောင်နှမတို့ပျော်ရွှင်ပွဲနှစ်သစ်ဖြစ်ပါစေ Happy New Year ကျွတ်တော်နှစ်စဉ်နှစ်တိုင်းတူနဲ့တူအခုလိုမျိုးလှုပ်ဆက်ကြပါတယ်ဒါပေမဲ့အမှန်ပြောရမယ်ဆိုလို့ရှိရင်တိုင်းပြည်ရဲ့နေရာတော်တော်များများမှာပျော်ရွှင်မှုမရှိကြပါဘူးတိုက်ပွဲတွေဆက်လက်ပြီးတော့ဖြစ်ပွားနေပါတယ်စစ်ဘေးရှောင်စခန်းကဒုက္ခတွေ2သိန်းကျော်အဖို့တော့ပျော်ရွှင်ပွဲနှစ်သစ်မဖြစ်နိုင်ပါဘူးနှစ်ပေါင်း60လောက်ကလေးကအစာပြုခဲ့တဲ့စစ်မီးဟာတောက်လောင်နေသေးပါခရစ်စမတ်ရောက်ခါနီးပြီဆိုတာနဲ့လူသားတွေရဲ့ကယ်တင်ရှင်သခင်ယေရှုကြွလာပြီဆိုတဲ့သတင်းကောင်းဖြန့်ဝေခြင်းနဲ့အတူဖခင်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းသီးဆိုကြရတဲ့ကယ်ရိုးသရှင်တွေကိုလူတွေကြားလဲလှယ်သီးဆိုကြတာဟာလေခရစ်စမတ်ရဲ့ချစ်စရာဓလေ့တစ်ခုလို့ဆိုနိုင်ပါတယ်လူငယ်တူဖြစ်တဲ့ကိုဒဲရီကတော့ခရစ်စမတ်ကာလဟာလူငယ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားပွဲအချိန်ကာလဖြစ်တယ်လို့ပြောပြပါတယ်။လူငယ်တော်တော်များများအနေနဲ့ကတော့ခရစ်စမတ်ဆိုရအတန်မကြားခင်မရောက်ခင်လေးမှာပဲအရင်ဆုံးကယ်စင်းကင်းထွက်ပြီးတော့လူငယ်တစုတရုံနဲ့ဖျားသခင်ရဲ့ကြွလာပြီးဆိုတဲ့သတင်းကောင်းဖြန့်ဝေဖို့အတွက်ကျွန်တော်တို့ကကယ်စင်းကင်းထွက်ဆိုရယ်ကယ်စင်းကင်းထွက်ဆိုရယ်ဖီးလေးရယ်ပြီးတော့ကျွန်တော်ကအပျော်ရွှင်ဆုံးလို့တတ်မှတ်ရတယ်ဆိုတော့ကျွန်တော်တို့ဖျားခင်ဝေဖွာလာပြီဆိုတာနောက်ထပ်နှစ်တိုင်းလို့ကျွန်တော်တို့ကအပျော်ရွှင်ဆုံးဖြစ်နေပါပါပဲမြို့ကြီးပြကြီးတွေမှာနေထိုင်ကြသူတွေအနေနဲ့ကတော့ခရစ်စမတ်ကာလမှာပျော်ရွှင်နိုင်ကြပေမဲ့စစ်မှတ်ဖြစ်ပွားနေတဲ့ဒေသကကလေးငယ်တွေတက်ကြီးရွယ်အိုတွေကိုကိုချင်းစာတဲ့အနေနဲ့စစ်ပွဲတွေရပ်တန့်ပေးဖို့အတွက်ကိုဒဲရစ်ကခရစ်စမတ်ကာလမှာအခုလိုဆုတောင်းပေးလိုက်ပါတယ်။နောက်လာမယ့်နှစ်သစ်မှာကျွန်တော်တို့ကကျတော့ပျော်ပပါးနဲ့မိသားစုနဲ့တိုက်တုံဝင်နဲ့ကျွန်တော်တို့ကဖြတ်တန်းနိုင်ပေမဲ့တချို့စစ်မှတ်တွေကြောင့်မိသားစုတွေတပြားဖြစ်နေရတဲ့ဒေတာတွေကမိသားစုတွေအတွက်ကျွန်တော်တို့ကဆူတောင်းပေးတင်ပါတယ်တကယ်ပြောလို့ရှိရင်အထူးသဖြင့်ကလေးငယ်တွေရဲ့တကြီးရွယ်တွေရဲ့သူတို့မှာအခုရမယ်
စစ်ဘေးဒဏ်ကြောင့်ခံစားနေရတာဒီမျိုးသူတို့တန်ရုံးစင်ရှိစရာမိသားစုတွေနဲ့ကြွယ်ကွာတာဒီမျိုးအများကြီးစိတ်ဒဏ်ရာရတာပြင်အများကြီးလည်းရှိရတဲ့အတွက်ကျွန်တော်တို့မှာနောက်လာမယ့်နှစ်မှာဒီလိုမျိုးအဖြစ်အဆိုးတွေနဲ့ထပ်ပြီးမကြုံပါသေးနဲ့စစ်ပွဲတွေရက်တန်းတော့ရက်တန်းတော့ပါစေပြီးတော့နောက်လာမယ့်နေ့ရက်တွေတိုင်းမှာလည်းချမ်းသာစာမပြည့်စုံရင်တော့မှပျော်ပျော်ရွှင်ရွှင်လေးနဲ့ဖြတ်တန်းသွားနိုင်ပါသေးလို့ဆုတောင်းပေးကြပါနှစ်သက်မှာငြိမ်းချမ်းရေးအတွက်အားလုံးအတူတကွလက်တွဲဖော်ဆောင်ကြရအောင်လို့ပြောလာသူကအဲလစ်ဘတ်ပါအမြန်ဆုံးငြိမ်းချမ်းနိုင်ကြပါစေပေါ့အဓိကကတော့ကလေးငယ်တွေပေါ့ကလေးငယ်တွေကသူတို့ရတဲ့ရထိုက်တဲ့အခွင့်အရေးတွေဆုံးရှုံးနေတယ်ပေါ့နော်နှစ်သက်မှာဒီချက်ပို့ပြီးတော့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြစ်နိုင်လို့ရှင်ဒီအားလုံးအတူတကွစုယုံပြီးတော့ပေါ့နော်အကောင်းဆုံးငြိမ်းချမ်းရေးကိုအတူတကွလက်တွဲပြီးတော့သွားကြရအောင်လို့ရှမ်းမြောက်နဲ့ကချင်ဒေသကစစ်ဘေးရှောင်တွေအနေနဲ့ကတော့ခရစ်စမတ်ကိုစိုးရိမ်ပူပန်မှုတွေနဲ့ဖြတ်သန်းကြရအောင်မှာဖြစ်ပြီးလာမယ့်ခရစ်စမတ်ကာလတွေမှာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့အတွက်စစ်ပွဲတွေအမြန်ဆုံးရပ်တန့်ဖို့အားလုံးကမျှော်လင့်နေကြတာလည်းဖြစ်ပါတယ်ရှင်တန်တယ်ရီမပါပဲအုတ်ချက်တွေစီးပြီးတော့ဘာဇန်တန်စတိုင်နဲ့ဆောက်လုပ်ထားတဲ့ရန်ကုန်မြို့ကစိတ်မေရီကာတီဒရယ်ခရစ်ယာန်ကျောင်းတော်ကြီးရဲ့တက်တန်းဟာနှစ်ပေါင်း160ကျော်ရှိပါပြီ1894ခုနှစ်မှာဟော်လန်နိုင်ငံသားဒတ်ချ်လူမျိုးဖုန်းတော်ကြီးဖာသာဟန်ဒရစ်ဂျေဆန်ကသူ့ရဲ့ဘိသုကပညာနဲ့ယဉ်သက်ရှုမောပဲဖြစ်အောင်တည်ဆောက်ခဲ့တာကြောင့်အရှိတောင်အာရှမှာဒလို့ဖျားရှိခိုးကျောင်းမျိုးတစ်ကျောင်းတည်းသာရှိတာပါစိတ်မေရီခရစ်ယာန်ကျောင်းတော်ကြီးရဲ့သမိုင်းကျောင်းကိုသူ့အကြောင်းအစီအစဉ်မှာကိုကောင်းစံဟင်းကတင်ဆက်ထားပါရခင်ဗျာရန်ကုန်မြို့ဘုံကျော်လန်းအထက်ဘလောက်ကခရီးယန်ဖျားရှိခိုးကျောင်းကြီးကိုတော့လမ်းသွားလမ်းလာသူတိုင်းသတိထားမိကြမှာပါကက်သလစ်ဘာသာဝင်တွေရဲ့စိတ်မေရီကာတီဒရယ်ကျောင်းတော်ကြီးပဲဖြစ်ပါတယ်အရင်ကျောင်းအဟောင်းကတော့ဘာလန်ထဲမှာရှိခဲ့တာပါလက်ရှိစိတ်မေရီကာတီဒရယ်ကျောင်းကိုတော့1894ခုနှစ်မှာဟော်လန်နိုင်ငံသားဒက်ရှ်လူမျိုးဖုန်းတော်ကြီးဖာသာဟန်ဒရစ်ဂျီဆန်ကသူ့ရဲ့ဘိသုကပညာနဲ့ဗမာပြည်ကလူတွေရှင်သက်ရှုမောပဲဖြစ်အောင်ကျောင်းတော်ကြီးတည်ဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တည်ဆောက်ခဲ့တာပါဒီကျောင်းတော်ကြီးကိုတည်ဆောက်ခဲ့စဉ်ကတန်တယ်တွေကိုမသုံးထားပဲအုတ်ချက်တွေကိုစီပြီးဘာဇန်တိုင်းစတိုင်နဲ့တည်ဆောက်ခဲ့တာပါတန်မသုံးပဲနဲ့ဒီအုတ်ချက်တွေကိုရှေ့ခေတ်အုတ်ချက်တွေညှက်ပြီးတော့တည်ဆောက်ထားတဲ့ဆိုတဲ့အခါမှာကျွန်တော်တို့ဒီတိုင်တွေကိုများများ base လုပ်ပြီးတော့ဒီဒုတယ်များများနဲ့တည်ဆောက်ရတဲ့ပုံစံပေါ့လေဒါဘာဇန်တိုင်းပုံစံလို့ခေါ်တယ်ဆိုတော့အုတ်ဒုတယ်တိုင်တွေကိုဒုတယ်ကြီးကြီးတွေနဲ့တည်ဆောက်တယ်ပြီးလို့ရှိရင်ဒီ cap တွေကိုအုတ်တွေစောင်းညှက်ပြီးတော့ဒီ cap တွေနဲ့ဂုံးတွေနဲ့ထောက်ထားတာပေါ့ဒီထောက်ထားတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးတည်ဆောက်ထားတဲ့အခါမှာကျွန်တော်တို့မြင့်လာလေးဒီနေရန်တွေကပြဲလန်ကြပြီးတော့နိုင်တဲ့အန်တရယ်နဲ့ကြုံတွေ့ရတာဒါကြောင့်အမြင့်ပိုင်းတွေကြတော့အပြင်းကနေဘာလို့ဆိုတော့နေရန်တစ်ခုနဲ့တစ်ခုဒီတံမဏိဂျိုးကြီးနဲ့ပတ်ချီပြီးတော့ကပတ်လို့တုတ်ထားရတာအဲ့လိုမျိုးဒီလှုပ်ထားတဲ့ခါမှာဒီအုတ်တွေကြီးပဲဆင့်ပြီးတော့တိဆောက်ထားတဲ့ခါမမနဲ့သူကဆက်နေတာပေါ့ဒီငလင်းတွေဘာတွေတုံခါမှုတွေရှိတဲ့ခါမှာလည်းသူကအကြံ့ခိုင်မှုကိုခံနိုင်တယ်အဲ့လိုပြီးသူကလက်ရတွေနဲ့တိဆောက်ထားတဲ့အကြောင်းမျိုးဟာဆိုရင်အရှိတောင်အာရှမှာတကြောင်တည်းသာတည်ရှိပြီးငါပြည်တွင်သားမကအရှိတောင်အာရှမှာပါဒီကျောင်းတော်ကြီးရဲ့ပြီးသူကပညာကိုရှင်သက်ရှင်မောတန်ဖိုးထားရတယ်လို့စေမေရီကာတီဒရယ်ကျောင်းတော်ကြီးရဲ့ကျောင်းနိုင်ဖုန်းတော်ကြီးကပြောပါတယ်ဒီရဲ့ပြီးသူကပညာတွေကပကံမှာလည်းဒီအုတ်တွေစီပြီးတော့ဆောက်ခဲ့တဲ့ပညာတွေရှိတယ်လေဆိုတော့ဒီဗုဒ္ဓဘာသာအနုပညာတွေကနေပြီးတော့ကွဲပြီးတော့ဒီ Byzantine style နဲ့ဒီအုတ်တွေပဲစီပြီးတော့ဆောက်တဲ့ကျောင်းတော်ကြီးဆိုရင်အရှိတောင်အာရှမှာဒီတစ်ကျောင်းမှရှိတာပေါ့ဒါကြောင့်ဒီမြန်မာပြည်သားမကဘူးအရှိတောင်အာရှမှာလည်းဒီကျောင်းတော်ကြီးရဲ့ပြည်သူ့ကပညာကိုရင်းသက်ရှုမောရတယ်တန်ဖိုးထားကြရဂုဏ်ယူကြရတာဖြစ်တယ်ဒီနေရာကလူတိုင်းအတွက်လေ့လာသင်တဲ့နေရာပြည်သူ့ကပညာရှင်တွေလည်းအများဆုံးလာရောက်လေ့လာတဲ့နေရာလည်းဖြစ်တယ်အထူးသဖြင့်တော့ကျွန်တော်တို့ဗမာပြည်ကဒီပြည်သူ့ကပညာရှင်တွေ study လုပ်နေတဲ့သူတွေသူတို့ကစိတ်ဝင်စားနဲ့လေ့လာတဲ့နေရာလည်းဖြစ်တယ်ဒီဖျားเจ้าကြီးရဲ့ဖြတ်တန်းလာတဲ့နှစ်တရာကျော်အတွင်းမှာလဲဒုတိယကမ္ဘာစစ်အပါအဝင်တဘာဝဘေးအန္တရာယ်တွေကြောင့်အမကြီးကားတွေပြိုကျပျက်စီးခဲ့ရပြီး2011ခုနှစ်ရောက်မှသာနိုင်ငံတကာပညာရှင်တွေနဲ့မူလလက်ရအတိုင်းပြန်လည်ပြုပြင်မှုမှန်ခဲ့တယ်လို့သိရပါတယ်။နေရဲ့အလင်းနဲ့ထွက်ပေါ်လာတဲ့မမကြီးလက်ရတွေကဆိုရင်ဖျားเจ้าရဲ့အတွင်းဘက်ကနေကြည့်မယ်ဆိုရင်အမခန့်မှာဒါခေါင်းအုပ်တွေမှာဒါတစ်ခုနဲ့တစ်ခုကိုတို့ဟိုကြာမှောက်ကြာလှန်ပုံစံမျိုးတွေနဲ့လှုပ်ထားတယ်ပြီးလို့ချင်းမှန်နေတတ်ထားတယ်အကောလုံးဒါခေါင်းထဲဝင်သွားရင်ကျွန်တော်တို့အပေါ်အလင်းရောင်ရှိပြီလားဖျားเจ้าရဲ့အတွင်းဘက်နေရာတွေပေါ်မှာထူးဆစ်ထားတဲ့ရုပ်ကြွဇက်တော်တွေကိုလည်းလေ့လာရနိုင်ပါတယ်အခု
လိုအထက်မြင့်အဆောက်အုံတွေအဖွင့်ပြုခဲ့တဲ့အချိန်ကတော့အရင်လမ်းကျောင်းကခီးသားသူတွေအဖို့ပင်လယ်ဝါကနေရွှေတကုံစီတီတော်နဲ့စေမေရီကာတီတွေကျောင်းတော်ကြီးကိုမြင်ရင်မြန်မာနိုင်ငံကိုရောက်ပြီလို့အမှားသားတစ်ခုအနေနဲ့သတ်မှတ်တယ်လို့သိရပါတယ်ကျွန်တော်တို့ဒီကျောင်းကြီးဟာဒါငကောဆိုလို့ရှိရင်ရန်ကုန်ရဲ့ landmark တစ်ခုဖြစ်တယ်လို့ဒါဗမာပြည်ရဲ့ဒါ port စိတ်ကံမျိုးတော်လည်းဖြစ်တဲ့အတွက်ဒီမြန်မာပြည်စိတ်ကံကိုကတ်တော်မယ်ဆိုလို့ရှိရင်ဒီပင်လယ်ဝါမရောက်ခင်တည်းကအဝေးကနေလှမ်းပြီးတော့ဖူးမြော်နိုင်တာရွှေကုံစီတီတော်ကြီးပေါ့အဲ့ဒီအပြင်နောက်တစ်ခုတွေ့နိုင်တဲ့အမှတ်အသားတစ်ခုကတော့ landmark ကတော့ဒီစိတ်မီဒီကျောင်းတော်ဖျားကျောင်းတော်ကြီးရဲ့ဒီခေါင်းလောင်းစဉ်ကြီးပဲပေါ့ဒါဆိုလို့ရှိရင်အဝေးကမြင်လိုက်တာနဲ့ဒါကျွန်တော်တို့ဗမာပြည်ကိုနီးနေပြီးရောက်တော့မယ်ဆိုတာကိုသိတာနိုင်တာပေါ့ကျွန်တော်တို့လည်းဟိုအရင်ဆိုလို့ရှိရင်ဒါဒီကျန်ငါးဝင်သင်္ဘောတွေနဲ့စင်ကာပူတွေပါသွားကြစဉ်ပြန်လာလို့ရှိရင်ကိုယ်တိုင်းပြည်ကိုပြန်လာလို့ရှိရင်မျှော်လင့်တာဘာပဲအရင်ကြည့်လဲဆိုတော့ရွှေုံဖျားမြင်ရပြီလားဒီကျောင်းတော်ကြီးမြင်ရပြီလားမြင်ရပြီဆိုဒါတက်ပြင်ချနိုင်ပြီကိုကောင်းကောင်းမွန်မွန်နဲ့ပြန်ရောက်ပြီဆိုတဲ့အတိတ်ပဲဒါ landmark တစ်ခုပေါ့လေဒါဒီဟာနှစ်ခုကတော့ခွဲခြားလို့မရဘူးနေ့စဉ်ဗိသုကာပညာရှင်တွေနဲ့နိုင်ငံခြားသားဧည့်သည်တွေ200နီးပါးလောက်လာရောက်လေ့လာတယ်လို့ပြောပါတယ်။ကျောင်းနယ်ဖုန်းတော်ကြီးဒေါက်တာဒေါမနစ်ဦးသက်တင်ကတော့ဒီကျောင်းတော်ကြီးအတွင်းလူမျိုးဘာသာမရွေးလွတ်လပ်စွာလာရောက်လေ့လာနိုင်တယ်လို့ပြောပါတယ်။ခန္ဓာလပတဲ့ဗိသုကာလက်ရာတွေနဲ့တိစောက်ထားတဲ့စေမေရီကာတီဒရယ်ကျောင်းတော်ကြီးကိုရှေးမှုမပြတ်နောက်နှစ်ပေါင်းများစွာအထိကမ္ဘာရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ်ကြံရည်နေစေဖို့ကက်သလစ်ဘာသာဝင်တွေကဆန္ဒရှိနေကြပါတယ်ခင်ဗျာ။